မင်္ဂလာပါဒီနေ့ကျွန်တော်ဒေါက်တာဆမ်မင်းစေကန်းကိုရောက်နေတာပါဘာလာလောက်တာလဲဆိုတော့ကျွန်တော်ရဲ့မျက်နှာကဘယ်ဘက်နဲ့ညာဘက်မညီပါဘူးညာဘက်ကဘယ်ဘက်ကမေးယူဒီနောက်လေးပေါ့နော်ဒီနားကြွက်သားအရန်ကြီးနေကြည့်ပါကင်မရာနဲ့ရိုက်ထားလို့ညာဘက်ဖြစ်နေတာပေါ့နော်အမှန်တော့ဘယ်ဘက်ပါကျွန်တော်ညာဘက်သွားကတိတ်မကောင်းတော့ဘယ်ဘက်နဲ့ပဲအဝါများတော့ဘယ်ဘက်ကြွက်သားကြီးရတာပေါ့နော်အခုဒါမျက်နှာကိုထုံသေးတွေလိမ့်ဖို့အတွက်ဒါမျက်နှာ cleansing လုပ်မယ်ပေါ့နော်ကုထုံးစားပါပြီဒါတော့ဒေါက်တာဆမ်မင်းစေကန်းကဒေါက်တာဆမ်မင်းကိုယ်တိုင်ကျွန်တော်ကိုထိုးပေးနေတာပါပို့တော့ထိုးနေတာပါခင်ဗျာဒါပို့တော့ထိုးပြီးတော့ကျွန်တော်ရဲ့ညနာ2လအကြာပုံလေးပါဗောနော်ဒီဘက်မှာမေယိုညှိသွားပြီဗောနော်ဒီဘက်နဲ့ဒီဘက်ညှိသွားပြီစဒီဘက်ကနည်းနည်းလေးပြေးပြီးဒီဘက်ကကြီးညာဗောနော်ဒီဘက်ကညှိသွားပြီမှာကျွန်တော်အန်ချင်းပြမယ်ကျွန်တော်မရှိတော့ဘူးနော်မရှိတော့ဒီကြည့်လိုက်ရင်လည်းကျွန်တော်မျက်နှာဒီဘက်ပေါ်ပြီးသွားပြီပေါ့နော်အရင်လိုဒီနားမှာကြက်တာတော့မရှိတော့ဘူးပေါ့နော်စင်ပြေပါတယ်ကဲတက်တာ